de lungulin lam tom na ding lung ngai lo le tung nom na khen la in himil mel va khet ya tadi long dan da fa lo cái khai ra rồi là tôi chụp đi rồi chụp đi là này thì như vậy đó rồi này thì như vậy quá lại chạy làm ra thì thì đại ca phải luôn ở đây phải ở đây phải ôi đi xem qua đi con rồi đây là chỗ đó bây giờ lại đâu ăn được rồi mà rồi đâu dùng gì này chẳng lẽ có gì phải là cái này mà yêu lên rồi cái điều đó khá là nó lo cái hảo đi tấm mặt không đi mà ngày xưa đi về qua người quá đấy nhà mà thả lâu không mà ngày xưa đi về ví dụ là ngày có sự gì ra cũng mà hay là tại vì là lâu này tôi đi về mà có sự gì ra lâu ngày xưa đi về mà tấm mặt sụt cái có có sự gì ra mà tìm thấy một lần cái đi xưa đi về cũng mà có cái tại vì là thế này我去年那个嘛，那么按我家讲嘛，是啊，到达2毛个，怎么那个这个嘛好些了，因为说青山木，看这青山木嘛，它这个一老路当单位当，然后这个当不到上医院什么这样，来当一个这样。咱们我们啊，为了比方说这么多的少爷参加，你看人家不，那一手的我呢，在东京啊，手的话呀，我都我们都教，啊我们一直都教你吧，心里的哈不，怎么找到两个把它弄来？这里平常没得嘛心里的，或者比方说比少爷好像比较强的，我那些啥弟弟啊，我看他哈，这不好了。这今年比较标准的数据，咱那整个路，最近我家来把压比较，平常我也没现在那个在吧，压比较好看，最近嘛达到多少？达到2个月吧，马来了，现在没得好，8人，然后那个路没得呀，人路好，人家都往前的，人家路上了什么少压去了，是他们家的，主要的做没拿掉，然后呢。ရိတ်လို့တော့အဆူနေရတယ်။ဒါကြောင့်အခုမေလာပြီးတော့ပေါ့နောက်လာမဲ့ပွဲတွေကြတော့ကျွန်တော်တို့ဥဆောင်ဆွေးနွေးတဲ့လူတွေကနည်းနည်းပြန်စဉ်းစားဖို့လို့။ဘာလို့ဒီကုန်းချုပ်ကနီးလာတယ်ချက်တရားစုလာတဲ့အချိန်မှာတချို့ concept တွေကိုချကျွေးလို့ဖြစ်တာအဲ့တော့စိတ်ကမှတော့ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဥပမာဆိုမေလာဆွေးနွေးပွဲတောက်လျှောက်မှာကျွန်တော်တို့ဥစ္စာကသူ့ရုံးကရှိပြီးတော့ဘေးမှာလာတော့မလာဘူးဆိုတော့ဘေးမှာဆောင်းတော့နေ့စဉ်အဖြစ်ပြတ်တယ်ကဲကတ်တော့သူ့ဘက်ကိုရင်းနှီးတဲ့လူတွေကလို့ပြောတာဘယ်လိုဆက်ဆွဲတဲ့လဲခြေထားတဲ့တော်တော်လေးတဲ့အဲ့လိုပါလာတော့ကျွန်တော်စိတ်ထဲမှာပါတယ်အဲ့ဒါဘယ်နဲ့ပြောတာ policy influence ဝင်နေထင်တယ်လို့ကျွန်တော်ထင်တယ်ဘာလို့ကျွန်တော်ကန်နေတဲ့အားမဟုတ်တော့那那就那个赶过来的，你看到，你这个你讲出款你孙女啦，不你那里现在说这个保险税高都在不顾的，他们干不了，要不没什么，还有什么个孙女，有什么啦？孙女我老几两嘛，老没有啦。我出啊，一看到我那边没得光了。哎啦，我不就讲我到欧龙啊，我去买。你看这个地那的地，不改变了，哪有问题？你下来是只要保障你这样行，这个很简单呀，这个开嘛行，这个路那么多的路，跟他比如个没有到当路，起码在比方说你创业出来去看路，比方说普通人你来看，就说不管是跟班的出来，这努力跟吃样嘛样，一样的呢，就路个了，就原来不过呢都保嘛，多少干嘛来？你看。ဒီလူတွေကဒီပေါင်း60ကျော်ပြီလင်းရတာဟိုလည်းဒီကြီးလို့ဟိုဆွေးနွေးပွဲခင်းကြီးရပြောင်းတော့စစ်တာဒီကဖြစ်လာတာဟုတ်ကဲ့အဲ့ဒီထားပုံမှာဘယ်လိုသုတ်တာလဲဘယ်လိုရလာစစ်တာနဲ့ဇာလာကတော့ရလာခိုင်းတယ်အဲ့ဒီကျွန်တော်တို့ပြောနေတဲ့
မျိုးသားသားတွေကိုကကြာတောင်းနေပုံရပြတဲ့ဒီအောင်ဒီအောင်စစ်တပ်ကကြောက်စစ်တပ်ကိုပဲကျွန်တော်တို့ကဖိုကလုပ်ပြဆွေးနွေးနေရတာတော့ဘုရားတတ်တာကတော့တတ်တနာကြီးရောတော့ပြေးရကျွန်တော်ဒါလက်ချထည့်လိုက်တော့ညာလို့ချိုးရအောင်ကြောက်တက်လာအဲ့လိုဖြစ်လာတာဒါတွေကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးပေါ့သို့တော်ညာလဲကျွန်တော်တို့က NCCT ကတော့မဖြုတ်ဘဲနဲ့ဒီလောက်တော့မှသူတို့ရဲ့ဟောရရင်လုပ်တဲ့ဂျားတွေရတယ်ကျွန်တော်ကငင်းငင်းလို့နေတယ်ဒီပုံစံကျွန်တော်သွားမယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ရဲ့တော့ပြီးလာနေအောင်နေရတယ်ဒီလိုရှိတယ်အသုံးလုံးတွေကတော့ခုနကဘုံပြောသလိုပေါ့ကျွန်တော်တို့နေလုံးပါအဲ့လိုလုပ်တဲ့အခါမှာဘုံပြောသလိုကဖက်ဆိုချက်တွေရေးကြည့်တယ်ဆိုတာမျိုးလို့ပဲသူတို့ကတိတိကျကျဖွင့်ဆိုတာနိုင်ငံတော်အခြေခံမှု6ချက်ဆိုတာဖွင့်လာတယ်ဘုံလို့ပေးလိုက်တယ်လေမသိမွေးနိုင်တာမပြောနေတယ်အဲ့အခြေခံမှု6ချက်ဆိုတော့ကျွန်တော်သိသားသလိုပဲအားလဲချစ်တဲ့တိုင်းတိုင်းဖြစ်သူတို့ကအဲ့တော့ဖွင့်ဆိုတဲ့နေရာမှာလည်းတီးတဲ့တက်တဲ့လူတွေပညာရှင်တွေကလည်းထပ်လို့တော့အဲ့ဖွင့်ဆိုတဲ့နေရာမှာအဓိကသွားပြီးတော့ဒီနေရာမှာတော့ကျွန်တော်မပြုတ်သေးဘူးသူနေရင်နဲ့2015ကြော့သေးတယ်သူက2015ဒီဘက်မှာမပြုတ်နေလို့မယ်ဆိုတာမျိုးခုနကတော့ဘုံလူတို့ကလည်းနောက်တက်တာမှာသူတို့ကလည်းမလုပ်ချင်ဘူးဒီတက်တာမှာပဲအပြတ်ပဲဆိုတာမျိုးတော့သူတွေလည်းမရှိရင်ပဲဟိုငင်းငင်းရမရတော့ဆိုတာမျိုးဆိုတော့စဉ်းစားချက်တွေကတော့အတိကကျွန်တော်တို့ချတဲ့လူကိုခိုင်ခိုင်မာမာကြတော့လေလေမာမာပါပါနာနာတော့ရှိရတယ်။အမှန်တော့ကြမလို့ပါကျွန်တော်မရှိပြီးသားပဲဘာတော့ကြတယ်အာဒီမူခိုင်မာခိုင်နဲ့လေလေမာမာပါပါနာနာနဲ့ကျွန်တော်ဆက်ဆံနဲ့ပြောဆိုတယ်အမှန်ဆိုရင်ရပြီဟိုတက်တယ်မှာအင်္ဂါကြီးကဘယ်လောက်ရှိတယ်အခုကတပိန်းကျော်နှစ်ပိန်းဒီပါလေးတပိန်းမှာပြေဖို့ပြောကြဟုတ်တယ်ကြိုက်အားလောက်ရှိတော့အဲ့ဒီကြိုက်အားတွေကရမလို့ထုတ်ပြီးတော့အခုလားအဲ့ဒါကိုဟုတ်ပြီနောက်တစ်ခုကကျွန်တော်ကိုယ်ကပြန်ပြီးနေတာလေတော်လိုင်းဆိုတဲ့စကားကိုထည့်ရင်တို့ထိကြတယ်နော်အဲ့ဒါကိုလက်ရှိအစိုးရကတကယ်တည်းကိုရှုပ်သွားတယ်တော်လိုင်းဆိုတာကအရင်တော့အစိုးရတယ်အဲ့လိုဆိုရင်နေပြီးတော့မြင်ရတယ်ဗျာပုံမှုတွေတုံးပြီလားသူတို့ကဆရာရဲ့လက်နက်ကင်ပြီးတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခတ်နေတဲ့သူတို့မိုက်တွေဆိုတာဟုတ်တာပုံမှုကြီးဆိုတော့ပြီးတော့သူတို့ကအဲ့ဒီဖြစ်ပြလာတဲ့ပမိုင်းကိုလည်းဝန်ခံနေတယ်တောင်မျိုးပမိုင်းကိုကျွန်တော်ထောက်ပြတယ်ငါတို့လည်းဂျပန်ကိုဂျပန်တရုတ်ပြည်တိုင်းတော့နာကင်းမှာတတ်တယ်လူတပ်ပွဲကြီးတွေလည်းဥဂျပန်ဝန်ခံနေပြောလာအဲ့ဒါတတိယနဲ့ကိုရီးယားတွေဂျပန်ဟောလာဒီရတော့ဆေတော့လောက်သွားတယ်ဂျပန်တော့ပြောလာတာတွေက accident ပါဒီ accident ဆိုတော့တော့ဂျပန်တို့ရတော့တရားဝင်ခံနေတာဒါပေမဲ့ဒါတော့အစိုးရတွေကမူပြီးတော့တိတ်ခါရတယ်ဟိုခံဖို့သူတို့မှလည်းသူတို့အဲ့ဒီပုံစံလုပ်ချင်တယ်တလုံးတို့မှားလာတယ်ဒါပေမဲ့အဲ့လိုမှားခဲ့တယ်လို့တမင်နေရာမှာတော့ခဲ့တယ်ကိစုံမီ一边ကိစုံမီဟာဘေးပင်မစာခေတ်စစ်တိုင်အောင်ကြီးပွားကမျိုးဆက်တင်များရှေးဘဝရဲ့အမွေများဖြစ်တဲ့အမိမသားတွေကိုမေယောကဆုံးပြေတင်မလားဒီချိန်နောက်ခါတီထိမ့်သိမ့်ကဆုံးရှောင်းမယ်ဝတ်စရာလေးတွေမင်းနဲ့တို့မှရှိနေတယ်အခုလွေမမှုများကြောင့်အချင်းမှုခေါ်တော်လဲအတွေ့အကြုံများကပြောင်းလဲမသွားပါဘူးတကယ်တော့တို့တွေစုံမိပါ
ပြန်လုံးဝကိုမလို့ရှိတဲ့ကရဲ့ချင်းဝဲရှေးဘဝတွေရဲ့ရင်ချင်းနဲ့ရှိခဲ့ကြသူပါအတွေ့အတာတွေစီစဉ်စေပဲ ဒီချိန်အောင်ခါတီထိန်သိမ်းကဆောင်ရှောင်းမယ်ဝူတရားလေးတွေမင်းနဲ့တို့မှရှိနေအကောဝလွယ်မမှုများချမ်းချင်းခေါ်တော့လေအတွေ့အများကပြောင်းလဲမသွားပါဘူးတကယ်တော့အတော်ရီဆုံးမိပါအောင်မြင်မှုများစုမဲ့အနာဂတ်တွေပေါ်ဒီဟာဆုံးပြီးငါနဲ့ဆုံးပြီးရိုးရအားလုံးဟာဆုံးပြီးပါတရားဆုံးပြီးငါလည်းဆုံးပြီးတို့တွေအားလုံးဆုံးပြီးတွေပါစီချင်းဆိုင်ဆိုင်စိတ်ဆောင်တဲ့လိုက်ဆုံးတာတော့တင်တွေ့ရပါသားနေပါပတ်ကြောင်များတွေ့ပဲလဲစိတ်ပဲလဲဒီလုံးစီနဲ့ရှေ့ဆုံးကြည့်မယ်အောင်မြင်မှုဟာတော့တဲ့ပဲတွေဘဝတွေရဲ့သစ္စာတွေနဲ့ရဲရင်မှုကိုပိုင်တယ်သူကကြောင်ကြသူကတော့ရပါလေ